Hello အားလုံးပဲမင်္ဂလာပါအခုကဒီဂျာဆန်မုံညင်းစစ်တုံးစီချက်ဟာပြီးဒီငရုတ်ဒီ sauce ကိုတုံးပြီးဘာလုပ်စားမလဲဆိုကြည့်ကြရအောင်နော်ပထမဦးဆုံးချက်သားစုပ်ပြုတ်ကိုချက်မယ်ချက်သားစုပ်ပြုတ်မှာစားထည့်မယ်ဂျင်းထည့်မယ်ကြားထည့်မယ်ဘာလဲချက်သားမုံထည့်မယ်အဲ့ဒါလေးထည့်ပြီးတော့စူပအောင်တည်ထားမယ်တည်ထားပြီးတော့ပွက်ပြီးဆိုရင်လည်းချက်သားကိုထည့်မယ်ချက်သားချက်ပြီးဆိုရင်အယုတ်တက်အသားတက်ကိုထွန်းထားမယ်ပြီးတော့ဂျာဆန်နဲ့တွေ့သုံးစားဖို့အတွက်ဒီဘဲငံပြရည်ထဲမှာငရုတ်တီအနီနဲ့အစိမ်းကိုအနီတော်လေးဖြစ်ပြီးတော့ထည့်ထားမယ်အဲ့လိုလုပ်ပြီးတော့ sauce ကိုဖြောထားမယ်ကြိုက်ငံပြရည်ကြိုက်ရင်ငံပြရည်တည်းထည့်လို့ရပါတယ်ပြီးတော့ချက်သွန်ဖြူကိုလေးစီချက်လုပ်ထားမယ်ပြီးရင်ချက်သွန်မိတ်နန်းနန်းပင်တို့လည်းအနီတော်လေးဖြစ်ထားမယ်ပြီးတော့မုံညင်းကိုလည်းအနီတော်လေးဖြစ်ထားမယ်နည်းနည်းပေါ့နည်းနည်းတူလေးပေါ့နော်စားလို့ရအောင်ပေါ့နော်မုံညင်းကိုလည်းတချို့တွေကြတော့မဖြစ်ဘူးနော်ကျွန်မတော့ကလေးနဲ့စားမယ်ဆိုတော့မုံညင်းကိုအနီတော်လေးဖြစ်ထားမယ်ပြီးရင်ဂျာဆန်ပြုတ်မယ်ဂျာဆန်ပြုတ်တော့မယ်ဆိုရင်ဒီထဲမှာစားထည့်မယ်စားထည့်ပြီးတော့ဟိုကစူပအောင်တင်ထားမယ်တကယ်လို့စားမထည့်ဘူးဆိုရင်ခေါက်ဆွဲရစားတဲ့ချိန်မှာဒီအရတာဟိုကမကောင်းဘူးပေါ့ပေါ့ရွှေဖြစ်တယ်ပေါ့နော်အကြောင်းလို့ဂျာဆန်ပြုတ်တဲ့ဒီထဲမှာစားထည့်ပြီးတော့တည်ထားပါပြီးရင်စူပပြီးဆိုရင်ဂျာဆန်စိမ့်ထားတဲ့ဟာကိုထည့်မယ်3မိနစ်လောက်ပြုတ်ပြီးဆိုရင်ဂျာဆန်က3ဆောင်လို့ရပြီကဲအခုကဂျာဆန်ထဲမှာထဲမဲ့အစာပလာတွေအကုန်လုံးစုံလုပ်ထားပြီးပြီဆိုတော့ဂျာဆန်ကိုလည်းဆဲထားမယ်ပြီးတော့ပကံထဲမှာတပွဲစားထဲမယ်ပြီးရင်အပေါ်မှာချက်သွန်စီချက်ထဲမယ်နည်းနည်းပြင်ချော့ထားတဲ့ဟောက်ထဲမယ်ပြီးရင်မုံညင်းကိုဒီဆွမ်းနာဂျာဆန်ပြုတ်ရည်ထဲမှာပဲမုံညင်းကိုအမှပဲပြုတ်လိုက်မယ်ပြီးရင်မုံညင်းကိုလည်းထဲမယ်ပြီးရင်အသားမြင်ထားတဲ့ဟောက်လည်းထဲမယ်ပြီးရင်ဒီနွေအဲ့ဒီချက်သားစုပြုတ်ကိုစူပအောင်တည်ထားမယ်စူပြီးဆိုတာနဲ့အဲ့ဒီခေါက်ဆွဲတပွဲပြင်ထားတဲ့ညမှာလောင်းထည့်ပြီးတော့စားတုံးလို့ရပါပြီ။တကယ်ချင်းတို့ရေလွယ်လေးပဲမို့စက်တကောင်ရှိဆိုရပါပြီလို့ဘာမှလည်းစိတ်မကြည့်ဘူးပြီးရင်အားလေးရှိတယ်စားလို့လည်းကောင်းတယ်အဲ့တော့အဲ့လို့စားကြတော့လို့ဒီညပေးလိုက်ရင်အားလုံးကိုနှုတ်ဆက်လိုက်ပါတယ်အားလုံးလည်းမှတ်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြရအောင်အားပေးကြည့်ရှုတူတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်နော်